မြန်မာပြည်သား18ဦးလစာ9လစာတောင်းအောင်မှာရဲစခန်းကိုဖုံးဆက်တိုင်ကြားခံရပြီးတော့ဖမ်းဆီးခံရတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဒါမေလ19ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်လေးဖြစ်ပါတယ်ထိုင်းနိုင်ငံစမုပရာကန်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်စေဘဲဦးစက်ရုံမှာလုပ်နေတဲ့ဒါမြန်မာပြည်သား18ဦးဒါသူတို့ကဇန်နဝါရီလကနေပြီးတော့ယခုလအထိပေါ့ဒါ9လစာလောအားကမရသေးတဲ့အတွက်တရုတ်လုပ်ငန်းရှင်တတိဖြစ်တဲ့သူရှိမှဒါလောအားကထုတ်ပေးဖို့ဒါတောင်းဆိုတာကိုဒီတတိကဒါလောအားကမထုတ်ပေးဘဲနဲ့ဒါရဲစခန်းကိုဖုံးဆက်တိုင်ကြားပြီးတော့ဒီလူသမား18ဦးကိုဖမ်းခံခဲ့တာအရင်တော့လောအားခဲ့တွေပြီးခဲ့တော့ကလည်း900 1000ပဲပေးခဲ့တယ်ဒီလိုသမားရဘလို့မှအဆင်မပြေတဲ့အတွက်ဒါသာထုတ်ပြီးတော့တောင်းဆိုတာကိုဒါလုပ်ငန်းရှင်ဖြစ်တဲ့တရုတ်တတိယရဲစခန်းကိုဖုံးဆက်တိုင်ကြားပြီးတော့ဒီမြန်မာပြည်သား18ဦးကိုဒါဖမ်းဆီးခံခဲ့တာဖြစ်တယ်ဒီဖမ်းဆီးခံခဲ့တော့ဒီမြန်မာပြည်သား18ဦးကရဲစခန်းကိုရောက်သွားတဲ့အချိန်မှာစခန်းမှာသူတို့ရဲ့ပြောကြားချက်ကဒါကျွန်တော်တို့ဇန်နဝါရီလအစပဲယခုလအထိဒါ9လစာမရရှိသေးတဲ့အတွက်ဒါလုပ်ငန်းရှင်ကိုတောင်းအောင်မှာလုပ်ငန်းရှင်ဖြစ်တဲ့သူကရဲစခန်းကိုဖုံးဆက်ပြီးတော့သူတို့ဖမ်းဆီးခံခဲ့ရဖြစ်ပါတယ်လို့ရဲစခန်းကိုပြောတာဒါနဲ့ရဲစခန်းကနေပြီးတော့ဒါဆိုလို့ရှိရင်မင်းတို့ငါမဖမ်းဘူးမင်းတို့မြန်မာတန်ယုံရှိတယ်ပြီးတော့မင်းတို့မြန်မာဖွဲ့စည်းရရှိတယ်ဒီဖွဲ့စည်းကိုတိုင်ဒီဖွဲ့စည်းရနေပြီးတော့လောက်ခလာသာရအောင်ပြန်လို့ဆိုပြောလိုက်တယ်ဒီမြန်မာပြည်သား18ဦးက MAC ကိုရဲမင်းတို့ထံမှာကိုညီတောင်းခံထားပြီးလို့ပြောတယ်ဒါကိုလည်းဒီရဲစခန်းဒါဆိုလို့ရှိရင်ကောင်းတယ်ဆိုပြီးတော့ဒါသူတို့ပြန်လွှတ်လိုက်တာဖြစ်တယ်ဒီဖွဲ့ရတဲ့ဒါ MAC မဟာမိတ်ကိုရဲမင်းတို့ထံကိုညီတောင်းခံထားတဲ့အတွက်ကိုရဲမင်းတို့လည်းသူတို့ရဲ့လာစာပြန်လဲရရှိရေးနဲ့တရုတ်လူမျိုးလုပ်ငန်းရှင်ဖြစ်တဲ့သူကိုလည်းတရားပြန်လဲတရားဆွဲဆွေဖို့အတွက်လှုပ်ဆောင်နေလို့ကိုရဲမင်းကတင်ထားတဲ့ပို့လေးမှာဖတ်ရတဲ့အတွက်ပြန်ပြီး sharing လုပ်ပေးတယ်ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ